NC report စီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့မှာ28ရက်အတွင်းရရှိခဲ့တဲ့ချင်းလက်တခွင်နဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုစုစည်းပြီးတော့ကျွန်မ Grace ကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်2026ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှ20ရက်နေ့အထိလက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ဖိတ်ခေါ်မှုနဲ့ဖိလစ်ပိုင်နိုင်ငံမှာမြန်မာအရေးဆိုင်ရာအထူးသက်တမ်းဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီး Teresa Lazaro နဲ့ချင်းအမျိုးသားတပ်ဦး CNF အပါအဝင်တော်လှန်ရေးအင်အားစုများတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပါတယ်။အဲဒီတွေ့ဆုံမှုမှာတော့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်နိုင်ရဲ့အပြင်အကြံဖက်မှုမှန်သမျှအမြန်ဆုံးရပ်တန့်နိုင်ရေးလူသားချင်းစာနာထောက်ထားမှုကူညီပံ့ပိုးမှုတွေကိုအမြန်ဆုံးအကောင့်ထဲပေါ်နိုင်ရေး International Crime Scamming Centerမူရစေဝါနဲ့လူကုန်ကူးမှုစတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့မှာချင်းကာကွယ်ရေးတပ်ဖွဲ့ CTF-SO ဖွဲ့စည်းတည်ထောင်ခြင်း3နှစ်ပြည့်အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ CTF-SO တပ်ဖွဲ့အနေနဲ့တောင်ပေါ်မြေပြန့်ပြည်အောင်စုတစ်ခုလုံးရှိတိုင်းရင်းသားအလုံးအတွက်ကောင်းမွန်မျှတမှုရှိတဲ့နိုင်ငံရေးစနစ်နဲ့ပြည်အောင်စုတရက်ပေါ်ပေါက်လာတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။သွန်းစံမြို့ကိုအကြမ်းဖက်စစ်ကော်မရှင်လက်အောက်မှပြန်လည်သိမ်းပိုက်ပြီးနှစ်အကြာမှာသွန်းစံမြို့နယ်ကောင်စီ CTF သွန်းစံကမြို့သစ်စီမံကိန်းစတင်ဖော်ဆောင်သွားမယ်ဖြစ်ကြောင်းဇန်နဝါရီလ22ရက်နေ့ကသွန်းစံမြို့နယ်ကောင်စီဥက္ကဋ္ဌမှချင်းမီဒီယာများကိုပြောကြားခဲ့ပါတယ်။ဒီစီမံကိန်းအတွက်မြေကွက်300ကိုဖော်ဆောင်သွားမယ်ဖြစ်ကြောင်းလည်းသိရှိရပါတယ်။2026ခုနှစ်ဇန်နဝါရီလ23ရက်ည10:00နာရီဝန်းကျင်မှာအကြမ်းဖက်စစ်ကော်မရှင်ကထန်တလန်မြို့အနီးခေါဖောက်ကျေးရွာရဲ့စာတင်ကျောင်းကိုပြတ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဒါဟာခေါဖောက်ရွာရဲ့ဒုတိယအကြိမ်ပုံကျဲတိုက်ခိုက်ခံရမှုဖြစ်ပြီးတော့ယခုတိုက်ခိုက်မှုမှာတော့ထိခိုက်ဒေဆုံးမှုမရှိပေမဲ့စာတင်ကျောင်းအဆောက်အုံတချို့နဲ့ကြောက်တိုင်တချို့ဖြစ်စီခဲ့ကြောင်းသိရှိရပါတယ်။အပိုင်း3ပိုင်းနဲ့ပြုလုပ်ခဲ့တဲ့အာဏာသိမ်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအပြီးမှာ၎င်းတို့ခန့်အပ်ခဲ့တဲ့ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝွန်ဆုံထောင်နဲ့အဖွဲ့ဟာဇန်နဝါရီလ23ရက်နေ့ကဟာခါမြို့ရှိချင်းပြည်နယ်လွှတ်တော်ရုံးကိုလာရောက်ကြည့်ရှုသွားကြောင်းသိရှိရပါတယ်။ဒီလာရောက်မှုအပြီးမှာလွှတ်တော်ရုံးကိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာပြီးလာမယ့်မက်လအတွင်းပြန်လည်ဖွင့်လှစ်နိုင်ဖို့ရည်ရွယ်ထားကြောင်းချင်းတရေမီဒီယာများမှတဆင့်သိရှိရပါတယ်။ဖလန်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အင်အားအလုံးရင်းသုံးပြီးထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်တွေနဲ့ချင်းမျိုးသားတပ်မတော် CNA ခေါင်းဆောင်တဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားနှစ်ဖက်တိုက်ပွဲနေ့စဉ်ရက်ဆက်ပြင်းထန်နေပါတယ်။လက်ရှိအခြေအနေမှာစစ်ကော်မရှင်ဟာလေကြောင်းနဲ့ drone တွေကိုသာအကြီးအကျယ်အသုံးပြုနေတဲ့အနေအထားမှာရှိပြီးတော့လက်နက်ခဲယမ်းရိတ်ခါတွေကိုမြေပြင်ကနေထောက်ပံ့နိုင်ခြင်းမရှိတော့တဲ့အတွက်လေကြောင်းကိုသာအသုံးပြုပြီးထောက်ပံ့မှုတွေပြုလုပ်နေရတဲ့ဖြစ်ကြောင်းတာဝန်ရှိသူများမှတဆင့်သိရှိရပါတယ်။ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေဟာကလေးတောင်ပိုင်းကလေးကပေါ်ဒေသတွေမှာလည်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းပြီးတိုက်ပွဲဆင်နွှဲနေကြကြောင်းလည်းသိရှိရပါတယ်။ ULAAA ဟာ2024ခုနှစ်နိုဝင်ဘာလကစတင်ပြီးချင်းပြည်တောင်ပိုင်းပလက်ဝမြို့နယ်ဒေသတွေမှာအမျိုးသားတွေဒါမကပဲအမျိုးသမီးတွေကိုပါစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်နေတဲ့အတွက်ပလက်ဝမြို့နယ်အတွင်းရှိလူငယ်အများအပြားဟာနေရက်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ပလက်ဝဒေသခံများထံမှသိရှိရပါတယ်။ ULAAA ဟာပလက်ဝနယ်တစ်ခွင်မှာအုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်းဖော်ဆောင်နေကြတာဖြစ်လို့ပလက်ဝဒေသခံများအနေနဲ့စိုးရိမ်နေကြရတဲ့အခြေအနေဖြစ်နေကြောင်းသိရှိရပါတယ်။